ဒီပုံမှာဆိုလို့ရှိရင် determine using ကားချော့ law ကားချော့ law ကိုသုံးပြီးတော့ e brand တစ်ခုစီရဲ့ကားတန်ကိုရှာခိုင်းတာအဲ့ဆိုရင်ဒီပုံလေးကိုပေးထားတယ်အဲ့ဆိုရင် तू ကဘာသုံးရမှာလဲကားချော့ law ကိုသုံးရမှာဒီမှာကျတော့ကားချော့ law ကိုသုံးရမှာဖြစ်တဲ့တော့ကားချော့ law မှာဆိုရင်ကားချော့ body law ကားချော့ကားတန် law ရှိတယ်အဲ့ဆိုရင်ဒါကဘာနဲ့ရှာလို့ရလဲတစ်ချက်ကြည့်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာ body ကနှစ်ခု body ဆိုတာနှစ်ခုပေးထားတယ် E1 နဲ့ E2 နဲ့ E1 မှာ4ဖို့ E2 မှာတွဲဖို့အဲ့ဆိုလို့ရှိရင်ဓာကြီးကိုကားတဲ့နေရာဘယ်လိုစီးလဲဘိုးတွေကဘယ်လိုမျိုးကားချော့ဘိုးတွေလောနေဆိုလို့ရှိရင်ဘယ်လိုမျိုးလုပတ်မလဲဆိုတာကိုစဉ်းစားအဲ့လိုစဉ်းစားတဲ့ခါကြလို့ရှိရင်ဒါကအလွယ်နီးမှတ်မယ်ဆိုရင်ပေါ့ဒီမှာဆိုရင်ဘိုးတွေဆိုလို့ရှိရင်ဒီဘက်ဟာလေးကအပေါင်းဒီဘက်ကဟာကအနှုတ်ဒီမှာလည်းအဲ့လိုပဲဒီဘိုးတွေမှာ E2 မှာဆိုရင်ဒီဘက်ကအပေါင်းဒီဘက်ကအနှုတ်အဲ့ဆိုလို့ရှိရင်အမြဲတမ်းမှတ်ထားရမှာကကားတန်းอ่ะဆိုလို့ရှိရင်ဘယ်ကနေစီးလဲဆိုရင်အပေါင်းဆိုးကနေပြီးတော့စီးရအမြဲတမ်းအပေါင်းဆိုးကနေအရင်ဆုံးကားတန်းနေရာစပြီးတော့စီးရအဲ့တော့ဒီကားတန်းอ่ะဆိုလို့ရှိရင်ဒီဆိုးကနေပြီးတော့ဒီနားကကားတန်းဆိုရင်ဘယ်နားမှာကားတန်းလေးရှိမလဲဆိုရင်ဒီနားမှာကားတန်းလေးတစ်ခုရှိမယ်အဲ့ဒါကိုဘာလို့သတ်မှတ်မလဲဆိုတော့ဒီကနေစစချင်းစီးရဟာမို့လို့ I1 လို့သတ်မှတ်လိုက်မယ်အဲ့ဒါကကားတန်းစီးရအဲ့ဆိုရင်ဒီဘက်ကရောဘယ်လိုစီးမလဲဒီဘက်ကကြတော့သူကဒီမှာအပေါင်းတွေ့လားဒီ E2 လေးကဒီအပေါင်းလေးဖြစ်တဲ့အတွက်ဒီအပေါင်းရဲ့အပေါင်းဘက်ကနေပဲထွက်မှာကားတန်းအမြဲအဲ့တော့ဒီနားလေးမှာစီးမယ်ကားတန်းကစီးတော့ဒီနားလေးမှာဘာလို့သတ်မှတ်မလဲ I2 လို့သတ်မှတ်မယ်အဲ့ဆိုလို့ရှိရင်ဒီနားကဘာဖြစ်မလဲဒီနားကကြတော့ဒီရဲ့ I1 ကဒီဘက်ကဝင်တယ်ဒီဘက်က I2 ကဒီဘက်ကနေပြန်ပြီးတော့ပြောင်းပြန်ပြောင်းဝင်မှာအဲ့တော့ပြောမယ်ဆိုရင်ဒီနားမှာအနှုတ်ရှိတယ်ဒီကနေလာတာကအပေါင်းအဲ့တော့ဒီနားလေးရဟာဘာဖြစ်သွားမလဲဆိုရင် I1 minus I2 ဆိုပြီးတော့ဖြစ်သွားတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီနားမှာဒီရဲ့ဆို့ဘက်ထရီလေးပေါ့ဒီဘက်ထရီဘိုးတွေလေးကဒီဘက်မှာအနှုတ်ဖြစ်နေလို့ဒီဘက်မှာအပေါင်းဖြစ်နေလို့အဲ့ကြောင့်မလို့ဒီကထွက်တဲ့ကဒီ I2 ကဒီထဲကိုပြောင်းမြန်ဖြစ်နေတဲ့အတွက်ဒီလိုပြောင်းမြန်ဆိုလို့ရှိရင်အမြဲတမ်း minus နဲ့ဖြစ်တယ် minus I2 ဒီက I1 ကတော့ဒီလိုတဲ့ပဲသူကတဲ့တဲ့စီးရဲ့မြားဆိုတော့ဒီဟာတွေက I1 အဲ့ဆိုတော့ I1 ထဲကနေပြီးတော့ I2 ကိုနှုတ်မယ်ဆိုလို့ရှိရင်ဒီနားကကားတန်းလေးကိုသိအဲ့ဒါက I ပေါ့အဲ့ဆိုလို့ရှိရင်ဒီမှာဒီပုံနဲ့တွက်ဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒီပုံကဘာနဲ့တွက်ရင်ပိုလဲလဲဆိုတော့ကားချော့ဘိုးတွေလောနဲ့တွက်ရင်ပိုလဲတယ်အဲ့တော့ကားချော့ဘိုးတွေလောနဲ့တွက်မယ်ဆိုလို့ရှိရင်လူပတ်ကမယ်လူပတ်ဖို့ဆိုရင်လူကိုဘယ်လိုပတ်မလဲလူကဒီမှာနှစ်ခုရှိနေမှာပေါ့ဒီမှာလူ1ပတ်လို့ရမယ်ဒီမှာလူ2ပတ်လို့ရမယ်အဲ့ဆိုရင်ဒီမှာလူ1ပတ်မယ်လူ1ကိုပတ်မယ်ဆိုလို့ရှိရင်အဲ့ဒီလူ1ကဘယ်ကနေပတ်မလဲဒါကြီးကလူပေါ့အဲ့ဆိုရင်ဟိုဘက်ကိုပတ်မလားဒီဘက်ကိုပတ်မလားအဲ့ဒီ counter clockwise လား clockwise လားဆိုလို့ရှိရင်ဒီကိုကြည့်ရင်ရတယ်ဒီမှာအပေါင်းလေးဒီမှာအပေါင်းလေးအဲ့ဆိုရင်ဒီအပေါင်းလေးကလူပတ်မယ်ဆိုလို့ရှိရင်အပေါင်းဘက်ကနေပဲလူကလည်းပတ်ရင်အဲ့လိုပဲစထွက်မှာအဲ့ဆိုရင်ဒီဘက်ကနေပြီးတော့ဒီလိုမျိုးပတ်မယ်ဒီဘက်ချမ်းအဲ့ဆိုရင်ဒီဘက်ချမ်းလေးရောဒီဘက်ချမ်းလေးကဘယ်လိုပတ်မလဲဒီဘက်ချမ်းကဒီဘက်မှာအပေါင်းအဲ့ဒါဆိုတော့ဒီလိုမျိုးဖြစ်သွားမယ်သူကပြောင်းမြန်မို့အဲ့ဆိုရင်ဒီလိုမျိုးဘာဖြစ်လို့လဲဆိုတော့အပေါင်းဘက်ကနေပဲအမြဲတမ်းလူကပတ်မယ်ဒီဘက်ကဆိုလဲဒီဘက်ကလူပတ်မယ်ဒီဘက်ကဆိုလဲဒီဘက်ကလူပတ်မယ်အဲ့ဒါကိုပြောချင်တာအဲ့တော့မှတ်ထားရမှာကလူပတ်မယ်ဆိုလို့ရှိရင်လည်းအမြဲတမ်းအပေါင်းကနေပြီးတော့ဘိုးလေးဆိုကြည့်ဘိုးလေးဆိုရင်အပေါင်းကနေစပြီးတော့ပတ်မယ်လူ1ပေါ့ဒါကကြတော့လူ2ဒီမှာဆိုလို့ရှိရင်လည်းအပေါင်းကဒီအောက်မှာဖြစ်တဲ့အတွက်ဒီလိုပြန်ပြီးတော့စပတ်မယ်အဲ့လိုမျိုးကားတန်းကလည်းအဲ့လိုပဲအမြဲတမ်းမှတ်ထားမှာဘိုးလေးဆိုကနေထွက်အရင်ဆုံးထွက်မှာပဲဘိုးလေးဆိုအပေါင်းဘက်ကနေပဲအမြဲတမ်းကားတန်းကထွက်မယ်ဒီမှာဆိုလည်းအပေါင်းဘက်ကနေကားတန်းထွက်မယ်အဲ့ဒါလေးကိုမှတ်ထားရင်ရပါပြီ